Okay အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကဆိုရင်ကျွန်တော်တို့22ကြိမ်မြောက်ထောက်ဖို့တီကြက်သိန်း1000ကြက်သိန်း200ကြက်သိန်း100စုကန်ထူးရှင်များအားဒီကနေ့ထောက်ဖို့တီရဲ့22ကြိမ်မြောက်ကြက်သိန်း1000စုကြက်သိန်း200စုကြက်သိန်း100စုကန်ထူးရှင်များအားကျွန်တော်အကုန်ပြုစုပေးရပွဲအခမ်းအနားစီစဉ်လေးဖြစ်ပါတယ်ဒီအခမ်းအနားစီစဉ်လေးကိုကျွန်တော်လည်းမိတ်မဆက်ရသေးဘူးเนาะကျွန်တော် commitment တဲကျုံးကနေပြီးတော့အခမ်းအနားမှုဖြစ်ကျွန်တော်စီစဉ်ဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်လို့ကျွန်တော်တို့ထောက်ဖို့တီကြက်သိန်း1000စုကြက်သိန်း200စုကြက်သိန်း100စုဂုံပြုစုပေးအပ်ပွဲအခမ်းအနားအစီအစဉ်လေးဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာအခမ်းအနားအစီအစဉ်နှစ်အနေနဲ့ကျွန်တော်တို့ဒီမိုကရေစီတိုက်ပွဲတွင်မှာကြာဆုံးခဲ့ရသောသူရဲကောင်းအာဇာနည်များအားကိုကျွန်တော်အလေးပြုခြင်းအခမ်းအနားအစီအစဉ်လေးဖြစ်တာကြောင့်ကျွန်တော်တို့နဲ့အတူလိုက်မှာကြည့်ရှုနေတဲ့တော်လန်ပြည်သူတရားလုံးလည်းပဲပေါ့နော်စက္ကန့်30ခန့်ငြိမ်သက်ပေးကြဖို့ကျွန်တော်မြစ်တာရက်ခံပါတယ်ခင်ဗျာအားလုံးသတိအာနာရှင်ခေတ်ဆက်ဆက်ဒီမိုကရေစီတိုက်ပွဲတွင်ကြာဆုံးခဲ့ရသောသူရဲကောင်းအာဇာနည်များအလေးပြုနေမြဲဟုတ်ကဲ့အားလုံးကျေးဇူးတင်ရှိပါတယ်ခင်ဗျာအဲ့ဒါအခမ်းအနားအစီအစဉ်3အနေနဲ့ထောက်ပို့ထီနဲ့ပတ်သက်တဲ့အကြောင်းအရာနဲ့အတူကန်ထူးရှင်များဂုံပြုအားပေးစကားပြောကြားပေးပါရင်ထောက်ပို့ထီဖောင်နာတူဖြစ်တဲ့ကိုပိုင်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်တို့ရှုစားပါเนาะကျွန်တော်တို့တော်လှန်ပြည်သူတရက်လုံးစစ်မိတ်ဆာပေးရနေပြီးကင်းဝေးကြပါစေလို့ကျွန်တော်ရှုစားမေတ္တာပို့ပါတယ်ဆိုတော့အရင်ဆုံးအနေနဲ့ကတော့ကျွန်တော်ထောက်ဖို့ထီပေါ့နော်ထောက်ဖို့ထီအကြောင်းလေးအရင်ဆုံးရှင်းပြချင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ22ကြိမ်မြောက်အထိဒီလိုမျိုးပေါ့နော်ကျွန်တော်တော်လှန်ရေးအတွက်အထောက်ပံ့ဖြစ်နိုင်အောင်ဘက်ကနေဝိုင်းဝန်းပြီးတော့ပူပေါင်းပါဝင်ကြတဲ့တော်လှန်ပြည်သူတယောက်ချင်းစီကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ဒီထောက်ဖို့ထီပေါ့နော်ထောက်ဖို့ထီစပြီးဖွင့်ခဲ့ရတဲ့ရွေချက်ကကျွန်တော်ထီဖွင့်မှာဆိုလည်းအမြဲတမ်းရှင်းပြဖြစ်တယ်ပေါ့နော်ဆိုတော့အဓိကအကြောင်းရင်းကတော့ကျွန်တော်တို့တော်လှန်ရေးမှာအုတ်တစ်ချက်တဲတွင်ဖြစ်ကျွန်တော်တို့မြေပြင်မှာတာဝန်ထမ်းဆောင်နေကြတဲ့မိကိုတွေမောင်နှမတွေနဲ့အတူတူပေါ့နော်နိုင်ရတာဝန်ထမ်းခြင်းနဲ့တော်လှန်ရေးအတွက်အထောက်ပံ့ဖြစ်ခြင်းတယ်ပေါ့နော်ဆိုတော့ဒီဆန္ဒနဲ့ကျွန်တော်တို့အကောင့်တွေဖော်ခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့ဒီကအကောင့်တွေဖော်ခြင်းပေမဲ့လေပေါ့နော်ကျွန်တော်တော်လှန်ပြည်သူတွေတယောက်ချင်းစီတိုင်းမပါဝင်ဘူးဆိုရင်ကျွန်တော်တို့ဒီလိုမျိုး22ကြိမ်မြောက်အထီအောင်လဲလေပတ်နိုင်မှာမဟုတ်ဘူးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီဆန္ဒအနေနဲ့အကောင့်တွေဖော်ခဲ့တဲ့အချိန်မှာတော်လှန်ပြည်သူများရဲ့ပူးပေါင်းပါဝင်မှုကြောင့်ကျွန်တော်တို့အောင်မြင်မြင်နဲ့ပေါ့နော်ဒီ22ကြိမ်မြောက်ကိုလည်းကျွန်တော်တို့အောင်မြင်စွာနဲ့ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့အတွက်လည်းကြောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ငကိုရည်ရွယ်ချက်အတိုင်းပေါ့နော်ကျွန်တော်တို့ထောက်ပံ့ခြင်းလို့ဖွဲ့စည်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်တော်လှန်ပြည်သူများရဲ့ပူးပေါင်းပါဝင်မှုအားကောင်းလေအများထောက်ပို့နိုင်လေဖြစ်ပါတယ်ဒါကြောင့်မလို့ရှေ့ကိုပေါ့နော်ကျွန်တော်တို့လာမယ့်ရှေ့လာတွေကိုဒီအစပေါင်းများစွာထောက်ပံ့နိုင်ဖို့အတွက်ကျွန်တော်တို့တော်လှန်ရေးရတယ်တစားနဲ့ရေချိန်ကပုံမြင့်လာတယ်တိုက်ပွဲတွေပုံပြင်းထန်လာတယ်မြေပြင်ကလိုအပ်ချက်တွေပုံများပြားလာတယ်ဒီလိုမျိုးလိုအပ်ချက်တွေကိုပုံမထောက်ပို့နိုင်တဲ့အတွက်ဆိုရင်ကျွန်တော်တို့တော်လှန်ပြည်သူရဲ့ပူပေါင်းပါဝင်မှုတွေကလည်းပုံမပြီးတော့လိုအပ်လာပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဒီစတင်ဖွင့်လှစ်ခဲ့တဲ့ရွေချက်အတိုင်းပေါ့နော်ထောက်ပံ့နိုင်ဖို့အတွက်ပူပေါင်းပါဝင်ကြပါလို့ကျွန်တော်လေးစားနဲ့မေတ္တာရက်ခံချင်ပါတယ်အကူအညီလေးတောင်းခံချင်ပါတယ်ဆိုတော့နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ပေါ့နော်ဒီအားပေးစကားပေါ့နော်အားပေးစကားဆိုတဲ့နေရာမှာကျွန်တော်တို့ကမြေပြင်မှာရောက်နေတဲ့အသက်ပေးကြတဲ့ရဲဘော်ညီကိုပေါ်မတွေကိုပြပနေပြီးတော့ပေါ့နော်ဒီတော်လှန်ရေးမှာပါဝင်နေကြတဲ့တော်လှန်ပြည်သူတရက်လုံးကိုလည်းကျွန်တော်တို့လေးစားနဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့အောင်မြင်မှုတွေကိုလည်းကျွန်တော်တို့မြင်သာအောင်ကြည့်စီချင်ပါတယ်ဒီလိုမျိုးပေါ့နော်ထောက်ဖို့ဒီလိုမျိုးအပါဝင်တော်လှန်ရေးမှာအတွက်ရမုံကိုရှာနေကြတဲ့ဒီပေါ့နော်ကျွန်တော်တို့အဖွဲ့အစည်းတွေကြောင့်ပေါ့နော်အဖွဲ့အစည်းတွေကြောင့်တော်လှန်ရေးကဒီနေ့ထိခရီးရောက်ခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်မလို့ထောက်ဖို့ဒီမှာပဲဖြစ်တော်လှန်ရေးအတွက်ထောက်ပံ့ပေးနေတဲ့ပေါ့နော်ကျွန်တော်တို့ project တွေတိုင်းကိုလည်းပူးပေါင်းပါဝင်ပြီးတော့တော်လှန်ရေးမှာပါဝင်ကြပါလို့ကျွန်တော်အကူအညီတောင်းခံချင်ပါတယ်ကျေးဇူးလည်းတင်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့
သတိထားတဲ့အချိန်တွေငွေတွေပေါ့နော်ငွေတွေကအချင်းကြီးမဖြစ်ပါဘူးဒီလိုမျိုးအချိန်တွေငွေတွေကြောက်ပဲတော်လိုင်းခကြီးကိုဒီနေရာအထိအောင်မြင်မှုတွေရောက်အောင်ခကြီးဆက်နိုင်ခြင်းဖြစ်ပါတယ်ဒီထက်ကိုကျွန်တော်တို့ပို့ပြီးတော့အချိန်ဟိုမြင့်မယ်ဆိုရင်ဒီထက်ပို့ပြီးတော့အောင်မြင်မှုတွေမြင်မယ်ရမှာဖြစ်တယ်ဒါကြောင့်မလို့နိုင်ရာတောင်ကိုထမ်းပြီးတော့ပူပေါင်းပါဝင်ကြပါလို့ကျွန်တော်လေးစားနဲ့မြတ်ရခံနေပါတယ်နောက်တစ်ချက်ကျတော့မြေပြင်မှာပေါ့နော်ကျွန်တော်တို့ရဲ့အသက်တွေပေါ့နော်အသက်တွေကိုစသေးပြီးတော့တိုက်ပွဲဝင်နေကြတဲ့ညီကိုတွေမောင်နှမတွေအားလုံးကိုလည်းလေးလေးစားစားနဲ့ကျွန်တော်လေးစားကြောင်းကိုပြောကြားလိုပါတယ်ဆိုကျွန်တော်တို့အားလုံးကဒီပေါ့နော်ဒီစစ်ကြုံဘဝလွတ်မြောက်ဖို့အတွက်ဆိုတဲ့ခေါင်းစဉ်လေးတစ်ခုအောက်ကနေပြီးတော့အသက်ကိုစသေးထားကြတာနော်တော်ရုံမြင့်မြတ်တဲ့စိတ်ဓာတ်တွေမဟုတ်ကြပါဘူးဒါကြောင့်မို့လဲကျွန်တော်တို့လေးစားပါတယ်ခေါ်ယူပါတယ်ကျွန်တော်တို့ဂရိပေးနေတဲ့တစ်ခုကကြတော့ဒီမြေပြင်ကရဲဘော်ညီကိုမောင်နှမတွေနဲ့မြေပြင်မှာအတူတူမရှိနိုင်ပေမဲ့ဒီပကနေပြီးတော့ရေးတော့ပေါ်အောင်တဲ့အထိကိုကျွန်တော်တို့အတူတူရှိနေပါတယ်လို့ပြောရင်းနဲ့တော်လန်ပြည်သူတရက်လုံးကိုကျွန်တော်လေးလေးစားစားကျေးဇူးတင်ပြောကြပါတယ်ခင်ဗျာအရေးတော့ပုံပုတ်ချက်အောင်ရမည်အခုလိုထောက်ဖို့ထီနဲ့ပတ်သက်တဲ့အကြောင်းအရာလေးနဲ့အတူကန်ထူးရှင်များဂုံပြူအားပေးစကားပြောကြားသွားတဲ့ထောက်ဖို့ထီဖောင်တာဖြစ်တဲ့ကိုပိုင်ကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာဟုတ်ကျွန်တော်နောက်ထပ်အခမ်းအနားအစီအစဉ်လေးရထောက်ဖို့ထီဖောင်တာတူဖြစ်တဲ့နောက်ထပ်ဖောင်တာတူဖြစ်တဲ့ကိုချက်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာကိုချက်မှဒီကနေ့ကန်ထူးရှင်များအားဂုံပြူအားပေးစကားပြောကြားပေးပါရန်ကိုချက်ကိုလေးလေးသာဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုချက်ပါကျွန်တော်ထောက်ဖို့ချီရဲ့ဖောင်တာ၄ဦးတဲ့တူပါဝင်ဖြစ်ပါတယ်ဒီနေ့မှာဂုံပြူစကားကျေးဇူးတင်စကားလေးဆိုတာထက်ဒီတော်လိုင်းကာလာကျွန်တော်တို့၄နှစ်ကျော်၅နှစ်တင်းပြည့်မြောက်တဲ့အတိုင်းအတာလည်းဖြစ်လာပြီ၅နှစ်တာခီးလို့ပဲဆိုကြပါစို့ဗျာနော်ဒီ၅နှစ်တာကာလမှာကျွန်တော်တို့တွေမြေပြင်ကအသက်ကိုဗဒါနာမထားဘဲနဲ့တိုက်ပွဲဝင်ကြတဲ့ရဲဘော်ရဲမေတွေရောပြီးတော့ပြပရောက်တော်လန်ပြည်သူတွေအနေနဲ့ရောကျွန်တော်တို့နိုင်ရတောင်းနိုင်တဲ့ဘက်ကနေပြီးတော့အားထုတ်ရင်နဲ့ခြေပလာလက်ပလာကနေပြီးတော့ယနေ့ချိန်ဆိုလို့ရှိရင်မင်းပါကောင်လဲငါပါကောင်လဲဆိုရမေးနိုင်တဲ့အနေထားအထီကိုကျွန်တော်တို့ရက်တည်လာနိုင်တယ်ပြီပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့ဒီထောက်ဖို့ထီဆိုတဲ့ဒီရမငွေရှာဖွေနိုင်ဖို့ကဏ္ဍတရက်ကိုကျွန်တော်တို့ပေါ်ဆောင်ကြတဲ့အတိုင်းအတာမှာစဉ်းစားချက်တွေပြီးတော့အချိန်တွေအများကြီးကျွန်တော်တို့ရင်းနှီးခဲ့ကြတာရှိတယ်ကိုပိုင်တို့ကိုမင်းတို့ကိုရောတို့ကျွန်တော်တို့တွေပေါ့နော်ပြီးတော့ဒီထောက်ဖို့ထီမိသားစုဝင်တွေအနေနဲ့ကျွန်တော်တို့အားထုတ်ခဲ့ကြတာရှိတယ်ဒီအားထုတ်ခြင်းကလည်းဘာအတွက်လဲဆိုတော့အဓိကတော်လိုင်းအတွက်ပဲရည်ရွယ်ပြီးတော့ကျွန်တော်တို့အားထုတ်ခဲ့ကြတယ်ထောက်ဖို့ကျွန်တော်တို့ထောက်ဖို့ထီမတိုင်ခင်မှာရှေ့မှာအဖွဲ့အစည်းတစ်ခုရှိပါသေးတယ်ဒါကတော့အားလုံးသိပြီးသားဖြစ်နေတယ် MFPMC ဆိုတဲ့အဖွဲ့အစည်းပေါ့နော်ဒီဖောင်တာ၄ဦးစလုံးကလည်း MFPMC မှာပူးပေါင်းအဖွဲ့ဝင်တွေအနေနဲ့ကျွန်တော်တို့ရှိကြတယ်အားထုတ်ကြတယ် MFPMC ရဲ့ထောက်ပို့မှုကဏ္ဍအပြင်အားမရလို့ကိုကျွန်တော်တို့ထောက်ဖို့ထီဘက်ကိုခြေလမ်းခဲ့တာဖြစ်တယ်ပေါ့နော်အခုထောက်ဖို့ထီဆိုလို့ရှိရင်လည်း22ကြိမ်မြောက်ထီကိုကျွန်တော်တို့အောင်မြင်ဖွင့်လှစ်ပေးနိုင်တဲ့အနေအထားထိရောက်ခဲ့ပြီပေါ့နော်ထောက်ပို့နိုင်တဲ့ပမာဏအားဖြင့်ဆိုလို့ရှိရင်လည်းကျွန်တော်တို့22ကြိမ်မြောက်ဆိုတဲ့အတိုင်းဒါပဲသိမ်းမောင်းကိုကျွန်တော်တို့ကဏ္ဍတစ်ခုအရာဆိုလို့ရှိရင်တော်တော်များများပေါ့နော်တော်တော်များများအထိကိုထိထိရောက် support ပေးနိုင်တဲ့အတိုင်းအတာအထိကိုကျွန်တော်တို့ပုံဆောင်နိုင်ခဲ့တယ်ဒါဒီလေဒီထောက်ဖို့ထီမိသားစုဝင်တွေရဲ့အားထုတ်မှုဒါမကမြေပြင်မှာရှိကြတဲ့တိုင်းတပ်ဖွဲ့တွေမှာရှိကြတဲ့ရဲဘော်ရဲမေတွေရဲ့အားထုတ်မှုတွေပေါ့ပြီးတော့ကျွန်တော်တို့နိုင်ငံတကာမှာရှိကြတဲ့ထောက်ဖို့ပြည်သူတွေထောက်ဖို့ဒေါ်လာပြည်သူတွေပြည်တွင်းမှာရှိကြတဲ့ထောက်ဖို့ဒေါ်လာပြည်သူတွေရဲ့အားဖြည့်ဝန်းရံမှုတွေကြောင့်ဒါဒီထောက်ဖို့ထီကအောင်မြင်မြင်ယနေ့အချိန်ကြီးကိုရက်တည်နေနိုင်ပြီးတော့မြေပြင်ကိုထိရောက်တဲ့ထောက်ဖို့မှုတွေလှုပ်ဆောင်နေနိုင်တာဖြစ်တယ်ထောက်ဖို့ထီကကျွန်တော်ရှေ့ဒီစုပေးပွဲတွေမှာပြောသလိုပဲပေါ့နော်ထောက်ဖို့ထီကကျွန်တော်တို့ပြောရမယ်ဆိုရှင်ဒီမြေပြင်တိုင်းတပ်ဖွဲ့တွေအတွက်ဒါမကပဲနဲ့ဟလာမြေပြင်မှာရှိကြတဲ့စစ်ပေးရှောင်တွေရဲ့ပညာရေးကျန်းမာရေးဟလာကျွန်တော်စစ်ပေးရှောင်နေကြတယ်ရင်သွေးငယ်လေးတွေရဲ့ပညာရေးအတွက်ပါကျွန်တော်တို့ထောက်ပို့မှုတွေလှုပ်ဆောင်နိုင်တယ်ဒီအပြင်ကို CDN ကဏ္ဍတချို့တစ်ဝက်မှာလည်းကျွန်တော်တို့အနေနဲ့ထောက်ပို့နေနိုင်တဲ့ကဏ္ဍတွေရှိတယ်ဒီအပြင်ကိုမှစစ်ဆောင် data တွေတော်တော်များများဆိုလို့ရှိရင်လည်းကျွန်တော်တို့support ပေးနိုင်
တဲ့ကဏ္ဍတွေရှိတယ်ပြီးတော့ကိုလက်ငါဆုံးရှုံးသွားကြတဲ့မြေပြင်မှာတိုက်ပွဲဝင်ကြရင်လည်းကိုလက်ငါဆုံးရှုံးသွားကြတဲ့ရဲဘော်တွေအတွက်ကိုလည်းဒီခြေတူးလက်တူပြန်လဲတက်ဆက်ပေးနိုင်မှုကဏ္ဍတွေအထိကိုကျွန်တော်တို့ support ပေးနိုင်လာခဲ့တယ်ပေါ့နော်အဲ့တော့ရှေ့ဆက်ပြီးတော့လည်းဒီ22ကြိမ်မြောက်ဒီစူပေးပွဲကနေမှတစ်ဆင့်ကျွန်တော်တို့တောက်လျှောက်ပေါ့နော်တော်လိုင်းအောင်မြင်သည့်အထိကိုနိုင်ငံတကာမှာရောက်နေကြတဲ့ထောက်ဖို့တော်လန်ပြည်သူတွေအနေနဲ့ရောပြည်တွင်းမှာရှိနေကြတဲ့ခက်ခဲတွေကြားကနေပြီးတော့ကြင်ကြံခံပြီးတော့ဒီတော်လန်ကြီးအတွက်ကိုထောက်ဖို့နေကြတဲ့တော်လန်ပြည်သူတဦးတယောက်ချင်းစီတိုင်းကိုမေတ္တာရက်ခံနေတာကတော့ထောက်ဖို့ထီအချိန်ုံကောင်းကောင်းနဲ့ဆက်ပြီးတော့သွားနိုင်နေသေးတော်လန်ကြီးအတွက်အထောက်ပံ့များစွာဖြစ်တယ်ဆိုတာကိုပြောကြားရင်းနဲ့ပဲကျွန်တော်ညီကုန်းချုပ်ပါတယ်ပထမဆုဒီ22ကြိမ်မြောက်မှာပထမဆုဒုတိယဆုတတိယဆုစုခူးသွားကြတဲ့ဒီတစ်ခေါက်မှာတော့ကျွန်တော်သိရတာဟာလာမြေပြင်တက်ရင်တက်ဖွဲ့တွေကပဲဒီဆုတွေကိုစုခူးကြတယ်လို့သိရတယ်အဲ့အတွက်ကိုလည်းအင်တန်ဝမ်းသာကုန်ယူတယ်ကျေးဇူးလည်းတင်တယ်ပြီးတော့မြေပြင်တက်ရင်တက်ဖွဲ့မှာရှိကြတဲ့ဆရာမတို့တွေကပြန်ထူးကြတာဖြစ်တဲ့အတွက်ကိုဒီငွေကြေးများသည်လည်းဒေါ်လာကြီးတွေကိုပဲပြန်ပြီးတော့စီစဉ်သွားမယ်ဆိုတာအကျဉ်းမဲ့ယုံကြည်ပါတယ်ဘယ်လိုပဲဖြစ်ပါကျွန်တော်တို့နိုင်ငံတာဝန်နိုင်တဲ့ကဏ္ဍတွေကနေပြီးတော့ဆက်လက်ပြီးတော့အားတင်ပြီးရှေ့ဆက်ကြမယ်ကျွန်တော်တို့ကြည်လို့ရရက်မှာရှိနေတဲ့ဆိုတော်ညာလဲမြေပြင်နဲ့မချားကျွန်တော်တို့ဒီဘက်မှာကြိုးစားအားထုတ်မှုတိုင်းတာတွေဟလာနေရောညပါအချိန်စားခြင်းအစကျွန်တော်တို့ဒီစိတ်နဲ့နေတယ်ဒီစိတ်နဲ့စားတယ်ဒီစိတ်နဲ့သွားတယ်ဒီစိတ်နဲ့အေးကြတယ်ဒီလိုပဲကျွန်တော်တို့ရက်တည်နေပါတယ်ဆိုတာကိုလည်းတော်လန်ပြည်သူတွေရောမြေပြင်ဆရာမတို့ရောဒီပေးပြောကြလို့ပါတယ်အဲ့တော့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့နိုင်ငံတာဝန်နိုင်တဲ့ကဏ္ဍတွေကနေပြီးတော့ဆက်လက်တာဝန်ထမ်းဆောင်ရတဲ့အတူတူရှေ့ဆက်သွားကြပါစို့လို့ပြောကြရင်းနဲ့ပဲကျွန်တော်စကားလေးကိုညီကုန်းချုပ်ပါတယ်အရေးတော်ဘုံမုတ်ချအောင်ဟုတ်ကဲ့ပါအခုလိုပေါ့နော်ကန်ထူးရှင်ကိုဂုဏ်ပြုအားပေးစကားနဲ့အတူပေါ့နော်ကျွန်တော်တို့ရှေ့မှာလှုပ်ဆောင်ချက်တွေအားလုံးပြောကြားပေးသွားတဲ့ကိုချက်ကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာဟုတ်ကျွန်တော်တို့နောက်ထပ်အခမ်းအနားအစီအစဉ်ရတော့ပေါ့နော်အားလုံးပြည်သူတွေမျှော်လင့်ဆောင်စားနေကြတဲ့ကန်ထူးရှင်တွေကဘယ်သူဖြစ်မလဲဆိုတာလေးကိုပေါ့နော်ဒီကန်ထူးရှင်တွေရဲ့ရင်တွင်းနဲ့မှာဖြစ်ပေါ်နေတယ်ပေါ့နော်ပီတီစကားလေးတွေကိုနားဆင်ဖို့အတွက်အချိန်ကိုကြာရောက်လာပြီဖြစ်ပါတယ်ဒါကြောင့်လို့ကျွန်တော်တို့ပထမဆုံးအနေနဲ့တော့ကျွန်တော်တတိယဆုကန်ထူးရှင်ဖြစ်တဲ့မခိုင်စာလင်းကိုကျွန်တော်ဖိတ်ခေါ်ပြရသေးဗျာဟုတ်မခိုင်စာလင်းမင်္ဂလာပါဗျာဟုတ်ရှင်နဲ့ဖြစ်တည်နေတဲ့ခန်းစားချက်လေးနဲ့အတူပေါ့နော်ထောက်ဖို့ထီကိုဘယ်လိုမျိုးစိတ်ကူးနဲ့ပါဝင်ဖြစ်တာလဲဆိုတာလေးပေါ့လေဒါလေးနည်းငယ်လောက်ကလေးပြောကြပေးပါဦးမှာဟုတ်ထောက်ဖို့ထီကတော့အဓိကအဖြစ်ကတော့ရောဖောက်ပြင်မှာတော့သူ့ရဲ့တင်ကလေးငယ်တွေကတော့ဟိုဒါဖောက်ပြင်မှာဘယ်ရောက်နေတာဆိုတော့အမြဲတမ်းသူတို့ကမုံဖိုးတွေဘာတွေတောင်းတဲ့တိုင်ထောက်ဖို့ထီလေးတွေရောင်းနေအားပေးပါအောင်ဘာညာဆိုကိုကအများကြီးမကူညီနိုင်ဘူးဒါဆိုတော့ဘယ်လိုလုပ်လဲဆိုတော့အဖွဲ့အစည်းတွေမှာအများကြီးမကူညီနိုင်တော့ပေါ်လူဆိုလဲနည်းနည်းဒီလူဆိုလဲနည်းနည်းအဲ့လိုလေးတွေထောက်ဖို့ထီလေးတွေစမ်းဖြစ်တော့ကိုကအားပေးတာပေါ့လေသူကကိုချီလဲအားပေးပါအောင်ထောက်ဖို့ထီလေးတွေဟိုလားလို့မပေါက်ချင်နေပေါက်ရင်မပေါက်ရင်လဲပျော်နေတာပဲကိုကလှူရတယ်ဆိုတဲ့အဓိကရည်ရွယ်ချက်ကအဲ့လိုပဲအဲ့ဒါတော့လာတိုင်းလိုမျိုးဒီထောက်ဖို့ထီကိုစမ်းဖြစ်တယ်မပေါက်ရင်လဲအရေးမကြီးဘူးအခုဒီလာပေါက်တာတော့ကျမမသိဘူးရှင်းပြောမယ်ဆိုထိုးသမားပေါက်ပြီးလို့လာပြောခမဟဲ့ဘာပေါက်တာလဲကိုကအဲ့လိုမျိုးသိရတယ်ဟောတာထီကိုတိတ်ကိုမတိတ်တာမပေါက်လဲအရင်မကြည့်ကိုကလှူရတယ်ဆိုတဲ့သဘောမျိုးနေပဲအဲ့ဒါထိုးဖြစ်တာပေါ့လေပေါက်တော့လဲဘာဖြစ်လဲအရင်ပေါက်တဲ့ဟာလေးတွေဆိုလဲကလေးတွေမုံပိုးပေးရတယ်ကိုအိတ်ထဲကမစိတ်တာကိုပေါက်တဲ့ဟာလေးနေရောက်နင်တို့ပိုတဲ့ဟာလေးတွေတုံးထီပနေဆောင်ပေးအဲ့လိုမျိုးပေါ့နော်ပီတိဖြစ်ရတာပီတိစားရတာပေါ့ကိုကတော့ဒီကလေးတွေတွေ့အဲ့ကြောင့်လာတိုင်းလဲထိုးဖြစ်ပါတယ်ဟိုဒါလဲဘယ်လိုလဲဆိုရင်ကိုကတောက်တနေရနေရဖြစ်ပါတော့အဖွဲ့အစည်းတွေအများကြီးမလှူနိုင်ပေမဲ့လည်းဟာတဲ့ထောက်ဖို့ထီလေးကိုစမ်းလိုက်အောင်တော့သူများအားပေးလိုက်အောင်ဆိုရင်ဒီထိုးလိုက်အောင်ပီတိဖြစ်နေတာကိုစိတ်ကဒါကြောင့်မလဲနေရာကန်ကောင်းနေတဲ့ငါတို့မှာထိုးရင်မပေါက်ဘူးလေနင်တို့တစ်ချိန်တစ်ခါထိုးတာငါလာတိုင်းထိုးတာမပေါက်ရင်လည်းအရင်မကြည့်ဘူးအလှူဆိုတဲ့စိတ်ထားမျိုးထားတဲ့ကြောင့်မလို့အရင်တစ်ခါလဲအဲ့လိုတသိန်းစုက9ခါလောက်ရှိမှစစ်တိတ်ပေါက်တယ်ပေါက်ပြီမဲ့မယူဘူးဆိုတာကလေးတွေကိုကျမအဲ့တဲ့အထက်ကနေစိတ်ပြအောင်